ဒီနေရာဆိုလို့ရှိရင် TikTok မှာနာမည်ကြီး Jellyfish ဆရာလေးသူတို့နှစ်ကောင်ကြီးရကျဲလုံးလား ပြီးပဲနော်အနီမီထဲမှာလည်းဒီ site ပဲလားမသိတကယ်ချင်းရဲ့ကားနဲ့တော့မှဆိုတော့သူလာတာကိုသူလာကြတော့စောင့်နေရပဲဖြစ်ပါတယ်ဒီနေရာဒီဥတူတွေကရမ်းကောင်းတယ် ရာဒီဥတူကောင်းလေ ဟောဒီချက်ကြီးတယ်ကျွန်တော်တို့လာတဲ့မုတ်တိကြီးကရောက်ပြီပေါ့နော်လာကျင်တဲ့နေရာရောက်ပါပြီအခုဒီဟာကကျွန်တော်တို့ဒီကနေပြီးလမ်းဆက်လျှောက်သွားမှာပေါ့နော်ကုရတာကေဂျင်ဂျာဆိုတဲ့နေရာကိုနည်းနည်းလမ်းဆက်လျှောက်ပြီးတော့သွားမှာဒီမှာကားပါကင်ထိုးပြီးတော့ခဏအပေါ်ပါသွားနေရပါတော့အခုကကျွန်တော်တို့တောင်ရဲ့ဒီထိတ်ဆုံးနေရာကိုရောက်နေရပါတော့လိုက်ပို့ပေးတဲ့တငယ်ချင်းတီးမိတ်ဆွေရှိတော့တော်တော်ကောင်းတယ်သူလိုက်ပို့ပြီးတော့လဲလာဘူးသွားပါမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်ဒီတစ်ခေါက်ခရီးစဉ်ကကျွန်တော်ကွန်မမိုတိုမှာနောက်ဆုံးခရီးစဉ်ပေါ့နော်အဲ့လိုပြောလို့ရတယ်ကျွန်တော်6လပိုင်းထဲမှာဆိုလို့ရှိရင်တိုကျိုသွားရမှာပေါ့နော်တိုကျိုမှာအလုပ်တင်တဲ့နေရာအစ်စ်မှာပုံစံတစ်မျိုးနဲ့ဆက်ပြီးတော့နေထိုင်သွားမှာပေါ့နော်အဲ့ခါကျလို့ရှိရင်လည်းတိုကျိုမှာနေရာအစ်စ်လေးတွေလှတဲ့နေရာတွေရှောက်သွားပြီးတော့ဗီဒီယိုလေးတွေထပ်ပြီးတော့ဖန်တီးသွားပါမယ်အဲ့ဂျင်းချရှိတဲ့နေရာကိုလမ်းလျှောက်သွားမှာပေါ့နော်Okay, let's go. တောင်းတက်အဆင်ပြေအောင်ဒါလေးထားပြီးထားတယ်ဒီကောင်လေးသုံးပြီးတက်ရမှာပေါ့နော်ကဲပေါ်တက်ပါမယ်ကဲ let's go တက်ပါတော့မယ်ဒါပြီးလို့ရှိရင်ရောက်အန်ဝါပြလိုက်ရှိသေးတယ်အဲ့လည်းတစ်ခါမှမတော်ဘူးအဲ့ကြောင့်အခုကြည့်ရှုသူရဲ့တစ်ခါမှမတော်ဘူးလို့အခုကြည့်ရှုသူပြိတ္တကြီးကိုလည်းခေါ်သွားမယ်အေးနောက်ဆုံးတော့ခရတာကေချင်းကြောက်ရောက်ပါပြီဒီနေရာကこのまま僕たちの声が世界の端っこまで消えることなく届いたりしたらいいのになそしたらね二人でどんな言葉を花と消えることဘောကနေမြင်ရတဲ့မြင်ကွင်းကြီးကတကယ်ယူရှယ်ယူပေါ့နော်ဒီမှာကြည့်ဒီနေရာဆိုလို့ရှိရင် TikTok မှာနာမည်ကြီးရှာလိုက်လို့ရှိရင်ခရတာကေဂျင်းဂျာဆိုပြီးရှာပေါ်လာအောင်ဒါတော့ခရတာကေဂျင်းဂျာပေါ့နော်ဒီနေရာကတော့ဒီလောက်ပါပဲအခုကဆက်ပြီးနောက်တစ်နေရာကိုတိုးပါတော့မယ်အခုပြန်ဆင်းနေပါပြီစိတ်စုပ်ကုကန်ရောက်ပါပြီရေရောက်အံဝါပြတိုက်ဒီနေရာကတော့တကယ်ချင်းပြောတာကတော့ဒီစိတ်စုပ်ကုကန်အသေးဆုံးနဲ့အဲမှာမှုပြန်ပြီးတော့ဤစိတ်နေနိုင်ရဒါလေးကြိုက်တယ်မလားမနေ့ကဝင်ထားသေးတယ်ခိုင်းလိုက်တာမဆိုတူရမတူရဘူးဟာဟိုကချောကလက်နော်မချောကလက်ဆိုင်ဒါပဲရှင်းတော့လက်နော်Bye bye. Bye bye. Wow. Okay, Maris. Wow. Oh, trời ơi đã. Nè ngay đi đâu pa. Asi maji chemo nè. Oh, jellyfish. Jellyfish. Wow. Jellyfish လေးချက်လိုက်တာအကြောင်းဒါကင်မရာထဲမှာတော့တိတ်ပြီးတော့မလာရအပြင်မှာကြည့်ရတာတော်တော်လေးကိုလှရင်းကားလေးရှယ်ရင်းကားလေး Seahorse ရင်းကားလေးအားတဲ့ကိုယ်ဝန်ဆောင်ရင်အထီးရဆောင်လာ
Oh, နေနေတဲ့ဟောအောင်ပါလေကောင်းနေ mà xa ba miêu dịch chả mà. Mà xa ba miêu dịch. နေတဲ့တာကိုလိုက်တာကိုလည်းတွေ့ Đó là jellyfish đấy vậy. Đi mà lên xì này, đã cho nó chỉ chơi thì thông được rồi. Và còn đi làm tí bảo. Hả? Đi ngay cho đôi này không bao nhiêu là đẹp trai. Đi mà. Lâu đi chân chuồn này ngà đi. ဟိုးဆရာလေးသူတို့နှစ်ကောင်ကြီးကကျဲလုံးလား Đúng rồi, nghe tôi bao chơi đó vậy. ဒီเจ้าကြီး မကျ လား ဘူး ဒီရှိရှိနေဟော တော့ရှိတယ် ဟောနှုတ်ပြမိเจ้าဟာကြီးအဲ့ငါနာမည်ကြီးရပြီသူနှုတ်ပြမိเจ้าလို့ Ok. Khôi. Chi về. Nó không có gì. Không được còn gì. ဟိုရဲ့ကြီးပြောက်ချက်ရှူอ่ะမကျ What the hell? Oh my god, no way, yeah. ဒီကောက်ပြောင်းနေတယ်လို့ပဲမကြည့်ကြည့်ဒီကောက် Thì mà lấy chợ. Lấy chợ nhiều nè. Hả? Đi mà đi. Lấy chợ nhiều từ. ဒီကောက်လည်းမချင်ညာဒီကောက်လည်းအဆူလိုက်ချက်သွားမှာငငယ်ချင်းနေနေပြော じゃあジャンプせーのさあマッチフィニッシュしたありがとうございます拍手バッチリ Quả lấy lúc bắt đầu bì rồi đó. Nếu là giá ta sao vậy? Thì mà thế cho cứ sẵn nhà này đấy. Thong hè này, thong hè nguyên trình này à chẳng không được. Chỉ bà mấy. Yeah boy. Thì mà rồi nó bên lên nó hôi xem mà đau nó này xí bà đấy. Bao nhiêu sang chú này? Cha bên mình xí. ပဲ့မသိပွဲထုတ်ရကြနော် ဟုတ်တယ်ဟုတ်တယ် အဲ့တောင် ပင်နေ က ပေါက် ဟိုကနေပွဲထုတ်ရတယ်နော် Mm. လူမျိုးကွဲသွားတယ်လို့ပဲ One Piece တွေကဂျင်ဘေဖြစ်ပါတယ်ဟိုကဂျင်ဘေကြီးအကြီးပဲနော်အနီမီထဲမှာလည်းဒီ size ပဲလားမသိဒါသူအစားကက်တော့လာပါတော့ဂျင်ဘေက One Piece ထဲမှာ Fishman ဆိုတော့အဲ့ဒါသူ့ရဲ့ရုပ်ထုကလည်းပင်လယ်နားမှာရှိတာပေါ့နော်ဒါပင်လယ်ကြီးဒီလမ်းဆိုလို့ရှိရင်အရင်လမ်းရှိခဲ့ဆိုမှအခုကတော့ရေတက်သွားပြီပေါ့နော်ဒီတက်တဲ့သွားလို့ရတယ်ဒါပေမဲ့ရေတက်အန်ဒီရမ်းများလို့တော့ခွင့်တော့မပေးထားပါဘူးဒီမှာဆိုရင်လုံးဝပင်လယ်ကြီးပေါ့နော်ဟိုးမှာဂျင်ဘေဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်မှပြန်တွေ့ကြမယ်တတာဘိုင်ဘိုင် ဒီကြမယ်တတာ